အခုဆိုရင်စားကျင်တဲ့ဘွယ်ကောင်းတဲ့ငရှင်းနဲ့ဂွေးသီးဟင်းတစ်ခွက်ရသွားပါပြီဆက်လက်ပြီးချက်ပြမယ်ငခုနဲ့ရွက်ရွက်အဟင်းအတွက်မင်းသားကိုဖြုံးဝင်ဆိုလဲငခုသွားလှီးနေတာတော်တော်ကြာနေပါပြီအခုတည်းမပြီးသေးပါဘူးမရလာပါဘူးအခုလှီးတာလို့မထင်ဘူးအိမ်ပြန်သွားတဲ့တဲဒီကတော့ဒီတယောက်လှီးပြီးတော့စောင့်နေရသေးတာဟုတ်ပြီလွန်တရားမှာစားကျင်တဲ့ဘွယ်ကောင်းတဲ့ဒါဟိုတယ်မှာဆိုရင်ဒါတပွဲကိုမနှဲပါဘူးနော်မတော့မိုက်တယ်ကွာမစားကြည့်စားကျင်လိုက်တာလည်းမဟုတ်ကဲနောက်တစ်မျိုးချက်မယ်အဲ့ဒါကတော့ငခုနဲ့ရွက်ပဲဖြစ်ပါတယ်ကျွန်တော်လည်းရှုပ်ရှုပ်ပွားနေအဲ့တော့အရေးကြီးတာငခုနဲ့ရွက်မှာငခုကိုအခုလိုအသားညောင်းလေးတွေဖြစ်အောင်လဲနွားပါတယ်ဒီကြံခဲ့တဲ့အယိုးတွေကိုလည်းမလွတ်ပြရပါဘူးဒါအားလုံးချက်ဖို့တဲ့လူတွေသိပါတယ်အဲ့တော့ပထမဆုံးဘာလုပ်မလဲမင်းသားရေကျွန်တော်ကိုကူညီတဲ့အနေနဲ့ရတယ်ထုံးစံအတိုင်းရတယ်ကြက်တုံလေးတစ်စုံလောက်ထောင်းပေးပါခင်ဗျာရတယ်ဟုတ်ကဲ့ကျွန်တော်လက်တော့ဆိုဦးမယ်ရေးကြည့်ရကြေတော့ရေးကြည့်ရပထမဦးဆုံးအခုအချုံမို့ဟင်းခက်မို့တင်းတော့စားတုံးငယ်တော့ရဲ့ညောင်ပေစုလေးတွေနဲ့ယံစလွဲဆိုးကိုဆွလွဲတိုင်းကြောင်းဝိုင်းပလဲကြကြမှာဒီစီမင်းမကြည့်ပြပါစေနဲ့ဒီနိုင်ငါချစ်သူနေပြီးလှိတ်ထောက်ခိုင်းနေဒုက္ခရောက်စီလေးအဲ့မှာတော့နည်းနည်းအရေးကြီးသွားပြီဟုတ်တယ်စီကဘယ်လောက်ထည့်ရမလဲကြက်တော့ထည့်ရမယ်ဒါပြီမိုက်တယ်မကြက်ဟမ်ရတယ်မိုက်တယ်မထည့်ရကြက်တုံစီတက်တဲ့အခါဘယ်လောက်ထည့်ရမလဲကြက်တော့ထည့်ရတယ်တော့ပေါက်သွားပြီငါဘာဖြစ်လို့လဲဆိုတော့ကောင်းတယ်မကောင်းဘူး TV ထဲကိုဝေပြီးသူတို့လည်းမြည်လို့ပြရတယ်ကိုရီးယားဟိုကိုကောင်းနေပဲပြောရမှာပဲဆိုဖြစ်တယ်တကားပြောတာပါစားကြည့်ပါအဲ့ဒီရှင်ပေါ့ဒိန်းတော့လည်းရပါပြီကြက်တုံရပြီထုံးစံတိုင်းပဲဒါလေးကတော့ကျွန်တော်တို့ကြက်တုံပြီးရင်ဗာတဲ့လေမယုတ်သီးထဲတယ်ဟလာစနေမုတ်ကဦးနာအောက်မှာအကြံလေးရှိလို့စနေမုတ်ထဲတယ်မယုတ်သီးထဲတယ်ထုံးစံတိုင်းပါပဲအဲ့ဒီအချိန်မှာကျွန်တော်ပြောတဲ့အချိန်မှာရွက်လှီးတာပါထုံးစံတိုင်းပဲစနေမုတ်နည်းနည်းထည့်လိုက်ပါဦးပြီးတော့အားပါလေဆိုတော့စားလေးလည်းနည်းနည်းထည့်ဟုတ်ကဲ့ငါထည့်လိုက်ပါပြီအဲ့တော့တခုရှိတာသူကအရွက်ကိုဟိုနုံဖတ်ဖတ်ကလေးစားခြင်းတော့စီတက်ပြီးမိသားထဲမှာထည့်လို့ရတယ်အရွက်ကိုကောင်းကောင်းလေးမာလေးခုနလိုပေါ့တောင်းတင်းလေးနဲ့အနွမ်းလောက်လေးစားခြင်းနဲ့ဆိုရင်တော့ပစုံအခွေးငါးအနွေးတဲ့ငါးဆိုတာနွေးပြီးတာနဲ့ခဏနေကြက်တတ်ပါလေကြက်ပါလေအဲ့တော့ဒါဆိုရင်စားလို့ရတဲ့ညီလည်းဖြစ်နေပြီအော်အယိုးပကံနဲ့ထည့်တယ်နင်းကိုဘယ်ဆရာတင်လိုက်လေသူနင်းဘာသုံးမှာအယိုးလွတ်ပြစ်လေအရွက်ကိုစားမှာအမလေးတော့ပါပါပဲဒီလုံးကငါဖြီလိုက်လို့မဖြီသူကန်းလိုက်တယ်လေကွာတော့ကျေးဇူးတင်ပါတယ်ငါတော့ကြာတာတော့မှဟုတ်တယ်ဒီဘက်ကိုလည်းအာယုံဆိုင်ရလို့ပါဒီဘက်လည်းနှစ်ဘက်လို့ပါခွင့်လုပ်ပေးပါကဲရွက်ထည့်ပြီအခုဆိုရင်အလွန်တရာမှစားကျင်တဲ့ပွဲကောင်းတဲ့ငခုနဲ့ရွက်ပကံလေးယူလိုက်ပါကြည့်လိုက်ပါဒီမလေးဒီထဲကိုထည့်မယ်ဒါပြီးရင်ဓာတ်တို့ရဲ့လည်းခြေပြီးပြီဆိုတော့ဟင်းကားလေးတစ်ခွက်
ဟင်းကြိုလေးတစ်ခွက်ပေါ့ဒါနဲ့ဟင်းကြိုလေးတစ်ခွက်ချက်ဖို့အတွက်ကြက်တုံကြီးကိုတရားရိုက်ထားပါကိုရီလေဒီလိုအချိန်မဲ့မင်းသားတွေကိုခိုင်းရတာငွေကိုင်းမှကြောက်လို့လားအဝေးရလုံးနေ ညလုံးစင်လာကြောက်လို့ ခုနဲ့ရရပါပြီဟုတ်ပြီဟင်းညုံမှာအရေးကြီးတာရေးပါခင်ဗျာ တောက်ချင်ဒီမှာခွက်ရှိတယ် တော်ပြီနေတွေတော့တွေ့တယ်ရေးရတာဟင်းညုံချက်တဲ့ခါတချို့ကအရွက်တွေကြီးတွေရောတယ်မဟုတ်ဘူးဗျအဓိကကျောင်းမှလည်းကွရေကိုပထမဦးဆုံးကျွန်တော်တို့စုပွက်လေအောင်လုပ်ပြီးမှအရွက်ကိုခတ်တာအကောင်းဆုံးပါပဲရေကိုကျွန်တော်တို့စုပွက်လေအောင်လုပ်မယ် ငါရပြီ ဟုတ်ရပြီတန်းလုံးရက်ကိုအခုလိုတရချင်းဖြစ်အောင်လို့ကျွန်တော်တို့စီပင်သားရဘာနာခိုင်းနေခုတ်ထားလို့လည်းတိုင်းပါဟာ ဟုတ်တယ်ကျွန်တော်ပြောမယ်အပင်စိမ်းရောင်ရှိတဲ့အရွက်ဆိုတာလေအပင်ရောအယိုးရောဗီတာမင်အပြည့်ရှိ ဒါကြီးပါစတဲ့ကန့်လန့်ဝင်သွားသေသွားမှာပေါ့နောက်ကြီးတွေကြတော့မသုံးပါဘူးရပါရပါရေဆူလာပြီဆိုလို့ရှိရင် ညင်နေရ ကျ မှာ က်သွန်ပြူကိုကျွန်တော်တို့ရေထဲကိုထည့်လိုက်ပါတယ်ကျက်သွန်ပြူရေထဲကိုထည့်တယ်ဒီအရွက်တွေထည့်လိုက်တဲ့အခါမှာအရသာတစ်ခါတည်းရှိဖို့အတွက်စားထည့်မယ်လုံးရမလို့ဒါဟင်းစားထည့်ပါ ကျွန်တော်တစ်ခုမေးဦးမယ် ပြောပါ စဟင်းစချက်ထဲရလေ ဟွန်း ဟောဒီဘယ်လိုကြောက်ပါကောင်ကျွန်တော်တွေ့တယ်ဘယ်ထဲမှလည်းမထည့်ဟုတ်လား ဒီမှာသုံးပြီ အော် ကြက်တန်နဲ့ဘလုံးကိုပါကိုစားပလိုက်မယ် ကျွန်တော်အမီးယူထားလာလို့ ငန်းပြားရည်ကြိုက်တဲ့ပုံကိုယ်တွေကတော့ငန်းပြားရည်သုံးပါလေ အော်အမီးယူလား ဟုတ်ကဲ့ဒါပေမဲ့ငန်းပြားရည်နဲ့ဟင်းညုံနဲ့ကတိတ်မဟာဆက်ဘူးလို့ထင်ပါတယ် အဲ့တော့ဗာထဲဟင် ဟင် အဲ့တော့ဗာထဲအများကြီးမထည့်ပဲ သုံးလေးတစ်ချက်တော့ရှင်းရှင်းလေးပါကြက်သွန်ပြူလည်းအားလုံးဒီလောက်ဆိုရင်ရပါပြီကြည့်လိုက်ပါခင်းကြပါလို့ပြရမှာဒါပြင်ငန်းပြားရည်ဇုံးလေးနဲ့ပဲသုံးလိုက်တော့မယ်ဟမ်ကြည့်ပါခင်ဗျာအဲ့မှာအရွက်ကလေးထည့်လိုက်တယ်ဆိုရင်မဲဟာမိုက်ကားကြီးလာသုံးသွားတာကြာရပါပြီကိုရင်ခင်းငါးလေးတစ်ခွက် ပကံလားပကံလို့လား ပကံလိုတယ်မီးစရာမလိုဘူးမီးနဲ့ကောင်းဟင်း ဒီ ကြီး ကိုရအောင်ချက်တဲ့ဟင်းကြီးကြည့်စရာမလိုဘူးချက်တာကိုကြည့်တာနဲ့အန်တယ် မဟုတ်မိန်နေပြောပါတကယ်ပါအဲ့ဒါဟင်းညိုတချို့အရွက်တွေပါတယ်မှာဟင်းငါရဲ့ဟင်းညိုဆိုတဲ့အဓိပ္ပာယ်ထားပါပဲမရုပ်ကောင်းကြိုင်တော့မရုပ်ကောင်းလေးထည့်တော့ပေါ့ဗျာမီးစရာမလိုပါဘူး ကျွန်တော်ရှောင်းစီးပဲကြိုက် ဒါဆိုရင်ဟင်းညိုကရပါဘူး โอเคကျွန်တော်တို့အစီအစဉ်ကိုကြည့်ရှုနေတဲ့ပြည်သူများအခုကျွန်တော်ကိုယ်တိုင်တေချာချက်ပြုတ်ထားတဲ့ စကားပြောတယ် ကျွန်တော်ကိုယ်တိုင် မရုပ်ပြီးထောင်းပြီ ဟောဒီကကျွန်တော်အကူကြီးချက်ပေးထားတဲ့ဟင်းတွေအကုန်လုံးကိုအခုကျွန်တော်တို့ကတတိမွေးပြီးတော့ကျွန်တော်မြည်ကြည့်ပါမယ်လို့ဗျာဗျာ ဒီမှာဇုံးပါ လို့ပါဗျာခါသေးသေးနဲ့ပြီးပြန်ပြီ ဒါလေးကတော့ကျွန်တော်ရင်မေးခံဟင်းညိုလေးပါ အခုရင်ဟဲ့မသိဘူးရ တို့ကောပဲအမလေးတွေးနေလို့ဘာဖြစ်လာလဲဟမ်နောက်ပါလေအရှင်းနဲ့ကိုယ်ဒီပါအာ ကောင်းတာကောင်းတယ်အေးရောက်ကြကောင်းတာ စားကြည့်ပါလေကော ဒါလေးအကိုမြည်ကြည့်sorry ဘယ်လိုလဲဘယ်လို ရောဒီမျိုးကနာဒါတော့ ဟုတ်ရိုက်တဲ့တပ်ပလိုက်ကိုတက်တဲ့ဟိုဘယ်တော့မှမမြင်ဘူး ဒါလေးစိုးလေးမြည်ကြည့်လား မလာပါဘူး စိုက်လည်းမ ငါသားဖို့လောက်တာမသားဘူး ဒါလေးတစ်ဖက်တော့ပြန်မြည်နေတယ်ဗျာ ဒီရီက ဟမ် မစိုးမကောင်းအဲ့တော့ကျွန်တော်တို့ရဲ့ ကောင်းတာမှမြေကြီးတော့ကြိုက်
သားတို့ရဲ့လက်ရအစီအစဉ် ဘာ မှာ လို့ဖိုးနေရလဲ ရတယ် ဘာလို့ဆို သားတို့ရဲ့လက်ရအစီအစဉ်မှာဒီဘက်မှာမင်းသားပြုံးဝင်ဆိုနေကျွန်တော်ဒိန်းအောင်တို့ကတော့တင်ဆက်သွားလို့နောင်လာမဲ့အပတ်တွေမှာလည်းသားတို့ရဲ့လက်ရအစီအစဉ်မှာဘလို့တရုတ်ဆောင်နေဘလို့နိုင်ငံကျော်အမှုပညာရှင်တွေကတင်ဆက်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောကြတဲ့ကျွန်တော်ညီကိုနေရဲ့အစီအစဉ်ဒီမှာပြီးဆုံးကြောင်းကျင်းပပါတယ်ခင်ဗျာ ညီကြပါအောင်